စိတ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အရာ၃မျိုးနော်အဲ့ဒါဘာလို့ဆိုတော့တက်မက်တဲ့သဘောရဲ့မကျေနပ်တဲ့သဘောရဲ့အမှန်မသိတဲ့သဘောရဲ့တက်မက်တဲ့သဘောနဲ့မကျေနပ်တဲ့သဘောကတော့ရှင်းပြစရာမလိုဘူးဒီလူတွေနားလေနော်အမှန်မသိတဲ့သဘောဆိုတာလေးကိုတော့ရှင်းပြဖို့လိုနော်ဘာရဲ့သဘောကိုအမှန်မသိတာတော့ဆိုတော့ဘဝခန္ဓာရဲ့သဘောကိုအမှန်မသိတာဘဝခန္ဓာဆိုတာဘလို့ဖြစ်နေတာတော့သူဖြစ်နေတဲ့သဘာဝကိုစိတ်ကနားမလဲအဲ့ဒီနားမလဲနိုင်မှုနဲ့နေတာကိုမောဟလို့ခေါ်ဟုတ်လားအဲ့လိုဆိုရင်ဘဝရဲ့အကြောင်းကိုဘလို့သိမှအမှန်သိတာတော့လူရင်းလေးပြောနော်ဘဝရဲ့သဘောကိုအနိစ္စဒုက္ခအနတ္တလို့သိမှအမှန်သိတယ်လူသိမှအမှန်သိတာတော့အနိစ္စဒုက္ခအနတ္တအနိစ္စဆိုတာအချိန်တိုင်းပြီးဆုံးသွားတဲ့သဘောကိုအနိစ္စလို့ပြောတာစောစောကသီလပေးတော့ကသီလယူတော့ကဘုန်းကြီးရဲ့အတန်ကိုကြားခဲ့တယ်ဘုန်းကြီးရဲ့ရုပ်ကိုမြင်ရတယ်မြင်တဲ့သဘောကြားတဲ့သဘောကိုယ်တိုင်လိုက်ဆိုတဲ့သဘောစိတ်ထဲမှာတွေးကြံတဲ့သဘောတွေတကယ်ဖြစ်ခဲ့တာမရှိဘူးလားအဲ့ဒါအခုအဲ့ဒါမဟုတ်တော့အဲ့ဒါမရှိတော့အဲ့ဒါပြီးဆုံးသွားပြီပြောရရင်အဲ့ဒါသေဆုံးသွားပြီအဲ့ဒါတွေသေပြီးတော့မှအခုအသက်ထပ်ပြီးတော့ထပ်ရှင်းနေတာထပ်ဖြစ်နေတာအခုလည်းပဲအတန်တွေကိုကြားရင်းနဲ့အတန်တွေကပျောက်သွားတယ်ဘယ်မှသွားရှာလို့မတွေ့တော့ဘူးသာဝရပြီးသွားတာနောက်ထပ်ပြီးတော့ဒလဇတ်ဆင်ဆက်မပြတ်ပါတော့ဖြစ်ပေါ်တယ်ဖြစ်ပေါ်လာတိုင်းသောတဘာဝသည်တောက်လျှောက်ပဲဖြစ်သွားတော့ပြီးသွားတယ်အဲ့ဒါကိုဘယ်လိုခေါ်တော့အနေဆာအဲ့ဒါကိုသိရင်အဲ့ဒါပညာမသိဘူးဆိုရင်မောဟအဲ့ဒါစိတ်ရဲ့ရန်သူစိတ်ရဲ့အညစ်အကြေးဆိုတာအဲ့ဒါပဲတမက်မှုမကျေနပ်မှုအခုကဘာပြောနေတာတော့အမှန်မသိမှုရာဂရောဒမောဟဒီစကလုံးနဲ့ဟောတယ်နော်အဲ့တော့အမှန်သိဖို့အတွက်ဘုန်းဘုန်းတို့ကအဲ့ဒီအနိစ္စသဘောကိုနားလည်အောင်ကြိုးစားရအဲ့ဒီအနိစ္စသဘောကိုနားလည်မှုမြင့်မားလာပြီနားလည်မှုရင့်ကျက်လာပြီဆိုလို့ရှိရင်ဘဝမှာဘာကြီးဘလို့ဖြစ်လို့နေတကယ်ကျင့်တတ်เสียမဟုတ်ပါလားဘဝဟာကောင်းမွန်တဲ့သဘောမဟုတ်ပါလားလို့ဘဝရဲ့ဒုက္ခသဘောကိုနားလည်လာနိုင်တယ်ဟုတ်လားအဲ့ဒီနားလည်မှုမြင့်လာလို့ရှိရင်ဒီအနိစ္စဖြစ်နေတာကိုလည်းအနိစ္စမဖြစ်အောင်မကောင်းမွန်တဲ့သဘာဝကြီးကိုလည်းကောင်းမွန်အောင်ဘယ်သူမှအဲ့ဒါကိုလုပ်လို့မရဘုန်းတို့ရဲ့စိတ်ကလေးကမသိစိတ်ထဲမှာပြင်းထန်တဲ့ဆန္ဒလေးတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီတိုင်းလေးဖြစ်နေခြင်းလေပြောင်းလဲမသွားခြင်းဘူးနော်ကိုယ်အတိုင်းဝိုင်းကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယ့်ရဲ့အခြေအနေလေးကဒီတိုင်းရက်တည်နေတယ်လို့လဲထင်တယ်ဒီတိုင်းလေးလည်းပဲဆက်ပြီးတော့နေခြင်းနဲ့ဒါလေးကိုပြောင်းမသွားခြင်းဘူးဒီစိတ်ရှိတယ်မို့လားအဲ့ဒီဆန္ဒပြည့်နိုင်မလားမပြည့်နိုင်ဘူးတဘာဝကအမြဲတမ်းပြောင်းနော်ပုံမှာပြောင်းသွားတာနော်ပြီးလို့ရှိရင်ဟုတ်လားအဲ့ဒီပြောင်းလဲမှုကိုမပြောင်းလဲအောင်မတတ်နိုင်ဘူးမကောင်းမွန်မှုကိုကောင်းမွန်အောင်ယူမှာမတတ်နိုင်ဘူးအဲ့ဒီလိုအစိုးမရတဲ့သဘောမပိုင်တဲ့သဘောမနိုင်တဲ့သဘောကိုဘာလို့ခေါ်တော့အနတ္တအဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိရင်ဒါပညာမသိဘူးဆိုလို့ရှိရင်မောဟအဲ့ဒါကိုယ့်ရဲ့စိတ်ကိုအန္တရာယ်မဖြစ်အောင်ဘေးမသိအောင်ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာအဲ့ဒီယာကဆိုတဲ့တမက်မှုဒေါသဆိုတဲ့မကျေနပ်မှုမောဟဆိုတဲ့အခုပြောတဲ့အမှန်မသိမှုဒီသဘာဝတွေမဖြစ်အောင်ကာကွယ်စောင့်ရှောက်တာကိုကိုကောင်းကောင်းစောင့်ရှောက်တယ်လို့ပြောတယ်ဟုတ်လားစောင့်ရှောက်တဲ့အပိုင်းကိုအကျဉ်းပြဘုံဘယ်နှမျိုးပြောတော့2မျိုးပြောတယ်နော်ရုပ်ပိုင်းဆိုင်ရာလည်းဘာလို့အောင်တော့စောင့်ရှောက်ရမယ်နော်ချိန်မှန်မှန်အေးရမယ်ချိန်မှန်မှန်စားမယ်ကျန်းမာရေးမပြည့်စည်အောင်ဘုံတို့ဟာနော်နီလန်းတွေကိုနားလေအောင်ကြိုးစားပြီးတော့တကယ်ကိုလိုက်နာပြီးတော့ဘာလို့အောင်တော့အဝယ်စောင့်ရှောက်ရမယ်အခုဒီထဲမှာနေတဲ့လူတွေဆိုရင်များသောအားဖြင့်အထည်ချုပ်ကြတဲ့လူတွေလို့ပြောတယ်ဟုတ်လားအဲ့ဒါဆိုရင်ကိုစောင့်ရှောက်ရမယ်ကိုက9နာရီ10နာရီငုတ်တုတ်ဇက်တိုက်ဒီတိုင်းကြီးထိုင်နေတာဟာကောင်းမွန်တဲ့အနေထားမဟုတ်ဣရိယာပုမျှတမှကျမ်းမာရေးဆိုတာကောင်းနိုင်တယ်အာဟာရမျှတမှကျမ်းမာရေးဆိုတာကောင်းနိုင်တယ်ဥဒုတပ္ပါယမျှမှကျမ်းမာရေးဆိုတာကောင်းနိုင်တယ်အဲ့လိုဆိုရင်ကိုကဒီလှုပ်တယ်ဆိုရင်ကိုလည်းလေးချင်းကဘလို့လုံးမလဲငါဘလို့ပြေးမလဲဒါကာကွယ်စောင့်ရှောက်မှုရှိရမယ်မရှိရင်ဘာဖြစ်မလဲကိုဒုက္ခဖြစ်အောင်နှက်ထားတယ်လို့ဖြစ်နေနော်အဲ့ဒါပြီးရင်ဘာဖြစ်လာနိုင်တော့ကျမ်းမာရေးဖောင်းနိုင်တယ်ကိုရှာထားတဲ့ပိုက်ဆံ
စီကံသွားရင်နဲ့ကုံသွားရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်နော်ဒါကြောင့်ဒါလေးတွေကကြုံလို့ပြောတာပါအဲ့တော့မြတ်စွာဘုရားဒီမှာဗာပြောတော့အတ္တနံစီပိယံစင်ညာရခေယနံတုရခိတံကိုချစ်တယ်ဆိုရင်ကိုကောင်းကောင်းစောင့်ရှောက်တဲ့တကယ်လို့ကိုမစောင့်ရှောက်ဘူးဆိုရင်ကိုချစ်ရရောက်မှာမဟုတ်ဘူးကိုကမစောင့်ရှောက်ဘူးဆိုရင်ကိုချစ်တဲ့ကိုယ်တိုင်ကပဲဒုက္ခရောက်အောင်လုံနေတယ်လို့ဖြစ်သွားလိမ့်မယ်ဒုက္ခတော့ဘယ်သူရောက်စေခြင်းပဲလေဟုတ်လားဒါပေမဲ့လို့မစောင့်ရှောက်ဘူးဆိုရင်တော့ကိုကဒုက္ခကိုပေးနေတာဘယ်သူ့ကိုပေးနေတာဆိုတော့ကိုချစ်တဲ့ကိုပဲပြန်ပြီးတော့ဒုက္ခပေးနေတာဒါကြောင့်ဒီစကလုံးလေးကိုစွဲသေးခြင်းနဲ့နော်ကိုချစ်တယ်ဆိုရင်တော့မြတ်စွာဘုရားဗါတဲ့တော့ကောင်းကောင်းစောင့်ရှောက်တဲ့အဲ့ဒါဆက်ပြီးတော့လေးနေတဲ့စကားထပ်ပြီးတော့မြတ်စွာဘုရားဆက်ပြီးတော့ဩဒါတယ်တိဏမညတရံယာမံပฏิဇက္ခေယပန္တိတောနှစ်ပါးရကျန်တယ်နော်အတ္တနံစေပိယံစင်ညာရခေယနံတုရခိတံတိဏမညတရံယာမံပฏิဇက္ခေယပန္တိတောတိဏမညတရံယာမံအရွယ်သုံးပါးတစ်ပါးမှာဘဝကိုအကျဉ်းများဖြင့်အရွယ်သုံးပါးနဲ့ပိုင်းခြားတယ်နော်ကလေးတွေနားလည်အောင်ပြောရရင်လူငယ်ပိုင်းလူလက်ပိုင်းလူကြီးပိုင်းဇေဘူးရသဘောကတော့လူကြီးပိုင်းပြီးရင်ဘာလုပ်ရမလို့သိရမယ်နော်ဒါပေမဲ့ဇေဘူးရသဘောသာဒီလိုပိုင်းခြားတယ်လို့ပြောတော်လဲပဲလူငယ်ပိုင်းနဲ့လူလက်ပိုင်းကိုမဆက်နိုင်မဲနဲ့သိသွားတဲ့လူတွေမရှိဘူးလားလူလက်ပိုင်းနဲ့လူကြီးပိုင်းမဆက်နိုင်မဲနဲ့သိသွားတာကမရှိဘူးလားဟုတ်လားဒါကြောင့်အရွယ်သုံးပါးကိုပိုင်းခြားတဲ့နေရာမှာဒီအသည့်ဒီအမြင်လေးလဲကပ်ပြီးတော့ပါရမယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားအရွယ်သုံးပါးမှာတဲ့ပฏิဇက္ခေယပန္တိတောတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုနော်လုံလထုတ်၍သုတ်တင်ရဤတဲ့ဘာသာပြန်ချက်ကလေးကဟုတ်လားအရွယ်သုံးပါးတစ်ပါးပါမှာလုံလထုတ်၍သုတ်တင်ရဤဆိုလိုတာကစိတ်ကလေးဖြူစင်အောင်ကြိုးစားရမယ်လို့ပြောတာငယ်တုန်းကလည်းဘာမှမသိရွယ်လက်ပိုင်းလည်းဘာမှမသိအသက်သာကြီးသွားတယ်ဘာမှမသိဆိုရင်အဲ့ဒီလူဟာဒီဘဝလေးကိုရသွားတယ်သူ့စိတ်ကိုသူဖြူစင်အောင်သုတ်တင်လိုက်ရတာမပါအဲ့ဒါမျိုးမဖြစ်စေနဲ့လို့မြတ်စွာဘုရားပြောတယ်နော်ဒါကြောင့်ဒီဂါထာလေးကိုပြည့်စုံအောင်ပြန်ပြောမယ်နော်ကိုချစ်တယ်ဆိုတာကိုတကယ်သိတယ်ဆိုရင်အဲ့ဒီကိုချစ်တဲ့ကိုဘာလို့မလို့ကောင်းကောင်းစောင့်ရှောက်ရမယ်စောင့်ရှောက်ရမယ်ဆိုတဲ့စကားတောင်ရိုးမပြောဘူးနော်သူရခိတံရခိတဆိုတာစောင့်ရှောက်တာရှေ့ကဘာစကားလုံးလေးထည့်ထားတော့သူဆိုတဲ့စကားလုံးလေးထည့်ထားတယ်နော်သူဆိုတာကောင်းကောင်းစောင့်ရှောက်တယ်လေးနဲ့စောင့်ရှောက်တယ်ရုပ်ပိုင်းဆိုင်ရာစောင့်ရှောက်တာကအပေါ်ယံဆန်တယ်ဒါပေမဲ့သူ့လည်းစောင့်ရှောက်ရမှာပဲသူမစောင့်ရှောက်လို့သူပျက်စီးတယ်သူဒုက္ခပေးတယ်ဆိုရင်လည်းခံရမှာပဲအဲ့ဒါစိတ်ပိုင်းဆိုင်ရာပါသူကဒုက္ခရောက်သွားနိုင်တာပဲသူကလည်းဟုတ်လားဒါပေမဲ့ပိုးပြီးတော့အရေးပါတာကနော်ကိုယ့်ကိုပြစ္ဆုတ်ပန်တန်လျာနှစ်ဖြာဒုက္ခကိုကြီးမားစွာဖြစ်စေတဲ့စိတ်ရဲ့ရန်သူစိတ်ရဲ့ဘေးစိတ်ရဲ့အန္တရာယ်တွေရောက်မလာအောင်ကာကွယ်စောင့်ရှောက်ဖို့ပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်နော်ဒါကြောင့်သူရခိတံဆိုတာစိတ်ကိုကာကွယ်စောင့်ရှောက်ရမယ့်ဘိုင်းကိုအဓိကနားလည်ရမယ်အဲ့ဒီလိုပြောပြီးနောက်မှာမြတ်စွာဘုရားဗာပြောတော့ဉာဏ်ရှိတဲ့လူဆိုတာအရွယ်သုံးပါးမှာတစ်ပါးပါနော်ငယ်တုန်းကမေးလျော့နေရွယ်လက်ပိုင်းရောက်လာပြီငါမငယ်တော့ဘူးဆိုတဲ့စိတ်ကလေးနဲ့လေးနေတဲ့ဘက်မှာစိတ်ဝင်စားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုဘာလို့မလို့ဖြူရှင်အောင်သုတ်သင်ရမယ်ဟာရွယ်လက်ပိုင်းလွန်သွားပြီငါအသက်တွေကြီးလာပြီဘာလို့မလို့ဒီတတိလေးရရမယ်ငါမေ့ခဲ့တာတွေရှိသေးတော့ခုတတိရတဲ့အချိန်ကစပြီးတော့ငါစိတ်ကိုငါအပြစ်ကင်းအောင်ငါကာကွယ်မယ်စောင့်ရှောက်မယ်ဖြူရှင်တန်ရှင်းအောင်ဆေးကြောမယ်သုတ်သင်မယ်ဒီစိတ်ကလေးရှိရမယ်ပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားဟောတာအဲ့တော့ဘုံဘုံကဒီဂါထာလေးကိုဘာလို့ပြောတာတော့ဆိုတော့ကိုစောင့်ရှောက်တယ်ဆိုတဲ့အပိုင်းသူတစ်ပါးကိုစောင့်ရှောက်တယ်ဆိုတဲ့အပိုင်းလေးကိုဒီကနေ့ပြောခြင်းလို့ဒီဂါထာလေးကိုဏိဒန်းအနေနဲ့ပြောတယ်နော်ဏိဒန်းကတော်တော်များသွားနော်အဲ့တော့ကိုကာဝယ်စောင့်ရှောက်တယ်ဆိုတဲ့အပိုင်းလေးကိုကြည်ကြည်ပြန့်ပြန့်ဘုံဘုံတို့တွေးရမယ်နော်အစာဦးနဲ့နေတယ်ခြံနဲ့ဝင်းနဲ့နေတယ်အဆောင်ရှောက်တွေနဲ့နေတယ်ဒါကဘဝကိုလုံခြုံအောင်ဆိုပြီးတော့စောင့်ရှောက်ကြတဲ့အပိုင်းတချို့ဆိုရင်မိကောင်းရွှေကောင်းတွေရှာပြီးတော့ကိုယ့်ကိုကာကွယ်မှုပေးနေရတွေကိုနော်ရွေးချယ်ပြီးတော့နေကြတာကိုမရှိဘူးလားရှိတယ်အမျိုးမျိုးကာကွယ်စောင့်ရှောက်တယ်အဲ့တော့မြတ်စွာဘုရားဒီကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့နော်စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီအဓိပ္ပာယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုကာကွယ်စောင့်ရှောက်မှုမျိုးဟာတန်ဖိုးရှိသောကာကွယ်စောင့်ရှောက်မှုဖြစ်တယ်လေအထူးသဖြင့်ဒီစိတ်ကိုကာကွယ်စောင့်ရှောက်တဲ့နေရာမှာဘာနဲ့ဘယ်လိုစောင့်ရှောက်မလဲ
ကတော့တရားဟောရင်ကိုယ်စိတ်ထဲမှာလေးနဲ့တဲလို့ထင်တဲ့အပိုင်းကိုပဲကင်ပြီးတော့ပြောကျင်တာကိုယ်စိတ်ထဲမှာမလေးနဲ့ဘူးဆိုတာကိုပြောဝင်ပြောကျင်ဘူးလူတွေကိုလည်းပဲအဲ့ဒါကိုနားလည်နှိုင်စွမ်းရှိလိမ့်မယ်ဆိုတဲ့ယုံကြည်မှုရှိလို့ပြောတာနော်ဒီလူတွေငါပြောတာနားလည်မှာမဟုတ်ပါဘူးလို့ထင်ရင်ဘုန်းကြီးကဘာကိစ္စအပင်ပန်းခံပြီးတော့ပြောနေရမလဲဟုတ်တယ်မဟုတ်လားအခုဘုန်းပြောတာနားလည်တယ်မဟုတ်လားနားလည်နော်အဲ့တော့အဓိကကဘာလဲဘာပြောချင်တာလဲဒီစိတ်ကိုဘယ်လိုစောင့်ရှောက်မလဲဘာနဲ့စောင့်ရှောက်မလဲနော်စကားနှလုံးနော်ဘယ်လိုစောင့်ရှောက်မလဲဘာနဲ့စောင့်ရှောက်မလဲအဲ့ဒါကိုပြောဖို့အတွက်မြတ်စွာဘုရားရဲ့ဒေသနာတစ်ခုကိုပဲဘုန်းတို့ပေါ်ညွှန်းပြီးတော့ပြောပါမယ်တရားဏိဒန်းချီတရားစဘုန်းကြီးကသူသိတာမြင်တာဘာမှမရှိဘူးဘုရားရဲ့တရားကိုပြောမှလို့ပြောရတာနော်ဒါဘုန်းတို့တယုတ်ပါဠိတော်မဟာဝက္ကအပိုင်းထဲမှာမဟာဝက္ကတယုတ်ပါဠိတော်ထဲမှာတတိပဌာနာတန်ယုတ်ဆိုတာရှိအဲ့ဒီထဲမှာတေရကသုတ်တံဆိုတော့မှတ်တမ်းတင်ထားအဲ့ဒါတေရကဏီကုံရွာကြီးမှာမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာမှုလို့အဲ့ဒါမြတ်စွာဘုရားယဟန်တွေကိုဟောတယ်ဒီသုတ်တံယဟန်တို့တဲ့ရှေးတုန်းကဖြစ်ခဲ့ဘူးတာလေးတစ်ခုကိုဥပမာအနေနဲ့ပြောပြီးတော့တရားစကားတစ်ခုငါပြောမယ်။ရှေးတုန်းကအတောင်60လောက်မြင့်အောင်ဝါးတွေကိုဆက်ထောင်ပြီးတော့အဲ့ဒီဝါးတိုင်းထိပ်ဖျားမှာလူ2ယောက်ရောက်အောင်တက်သွားပြီးတော့လူ1ယောက်ရောက်အောင်တက်သွားတယ်အဲ့ဒီဝါးကအောက်ကလူ1ယောက်ရဲ့ပခုံးပေါ်မှာထောင်ထားတယ်အဲ့ဒီတိုင်းထိပ်ဖျားမှာဝါးလုံးထိပ်ဖျားမှာရွံ့ပြစ်ပြနော်ခုခေတ်လို့ဆိုရင်တော့ဆက်ကပ်ပေါ့နော်အဲ့ဒါဆရာတပည့်2ယောက်အမျိုးမျိုးလက်ကျင့်ပြီးတော့အဲ့ဒါနော်လူစုလူဝေးတွေနဲ့ပြစားကြတဲ့လုပ်ငန်းပေါ့အဲ့ဒါနဲ့ဒီနေ့တော့ဆရာတပည့်2ယောက်ပြပွဲကြီးတစ်ခုပြတော့မယ်ဆိုတော့ဆရာဖြစ်တဲ့လူကတပည့်ကိုပြောတယ်တဲ့တပည့်ရဲ့နာမည်ကမေတကထာလိကမြတ်စွာဘုရားနာမည်လေးပါထည့်ဟောနော်အမောင်မေတကထာလိကငါတို့ပြပွဲကြီးကိုပြတော့မယ်အဲ့ဒါပြပွဲကြီးကိုပြဖို့ကြိုးစားတဲ့နေရာမှာငါလည်းမင်းကိုစောင့်ရှောက်မယ်မင်းကိုကြည့်မယ်မင်းကလည်းငါ့ကိုစောင့်ရှောက်တနည်းအားဖြင့်ငါလည်းမင်းကိုဂရုစိုက်မယ်မင်းလည်းငါ့ကိုဂရုစိုက်အဲ့လိုတယောက်ကိုတယောက်စောင့်ရှောက်ပြီးတော့ဒီပြပွဲကြီးကိုအောင်မြင်ပြသကြမယ်လို့ပြောတယ်အဲ့လိုပြောတဲ့အချိန်မှာတပည့်ဖြစ်တဲ့မေတကထာလိကဆရာကျွန်တော်တော့အဲ့လိုမထင်ဘူးဆရာလည်းဆရာကိုဆရာစောင့်ရှောက်ကျွန်တော်ကလည်းကျွန်တော်ကိုကျွန်တော်ပဲစောင့်ရှောက်မယ်ဆိုလိုတာကဆရာလည်းဆရာတာဝန်သာဆရာကြည်အောင်ဆရာကိုသာဆရာအကောင်းဆုံးဖြစ်အောင်လုပ်ကျွန်တော်လည်းကျွန်တော်ဘက်တာဝန်ကျွန်တော်ဘိုင်းဆိုင်ရာကိုအကောင်းဆုံးဖြစ်အောင်တာဝန်ယူမယ်ကြိုးဆိုင်မယ်လုပ်အဲ့ဒါလို့ကိုစောင့်ရှောက်ကြရင်းနဲ့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြရင်းနဲ့ပြပွဲကြီးကိုအောင်မြင်ကြားတတ်ကြမယ်ဆရာတပည့်2ယောက်အမြင်တူသလားမတူဘူးနော်ဆရာကဘယ်လိုမြင်တာတော့မင်းကိုလည်းငါစောင့်ရှောက်မယ်ငါ့ကိုလည်းမင်းစောင့်ရှောက်ပါချင်းဖေးမကူညီပြီးတော့သွားကြမယ်တပည့်ကဘယ်လိုပြောတာတော့ဆရာကလည်းဆရာကိုဆရာစောင့်ရှောက်တပည့်ကလည်းတပည့်ကိုတပည့်ပဲစောင့်ရှောက်မယ်ကိုဂရုစိုက်ကြရင်းနဲ့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြရင်းနဲ့ပြပွဲကြီးကိုအောင်မြင်အောင်ပြသကြမယ်အဲ့လိုပြောတဲ့အခါမှာမြတ်စွာဘုရားကဘု து စကားကိုထောက်ခံလဲဆိုတော့တပည့်စကားကိုထောက်ခံရိပ်မိမယ်ထင်ပါတယ်နော်အစစကားကိုထောက်ခံတာတော့တပည့်ရဲ့စကားကိုထောက်ခံတာနော်ယဟန်တို့တဲ့တပည့်ပြောတဲ့စကားဟာတင့်တော်တယ်တဲ့တဘာဝကြတယ်တကယ်ဘယ်သူမှမစုကိုကာကွယ်စောင့်ရှောက်လို့မရပါဘူးတဲ့ရတယ်လို့ထင်ရင်လည်းအပေါ်ယံလေးပဲဟုတ်လားတကယ်တတ္တဝါတွေအတီးဒီကိုပဲကာကွယ်စောင့်ရှောက်ကြရတာကိုပဲတာဝန်ယူကြရတာသူ့ကိုကောင်းအောင်ကိုဝင်လုပ်ပေးလို့မရလို့ကိုကောင်းအောင်လည်းသူဝင်လုပ်ပေးလို့မရကိုပဲကောင်းအောင်လုပ်လို့ရတာဒါလေးကိုမြတ်စွာဘုရားသိချင်းတာအဲ့ဒီမှာမြတ်စွာဘုရားဘာဆက်ပြီးတော့အမိန့်ရှိတုံးဆိုတော့ကိုစောင့်ရှောက်အံ့ဟူ၍တတိပဋ္ဌာန်တရားကိုလေ့ကျင့်ရမယ်သူတော်ဘာကိုစောင့်ရှောက်အံ့ဟူ၍တတိပဋ္ဌာန်တရားကိုလေ့ကျင့်ရမယ်ကိုစောင့်ရှောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင်ဘာကိုလေ့ကျင့်ရမှာတော့တတိပဋ္ဌာန်တရားကိုလေ့ကျင့်ရမယ်သူများကိုလည်းပဲကောင်းစေခြင်းလိုက်တာသူများကိုလည်းအန္တရာယ်ကင်းစေခြင်းလိုက်တာသူများကိုလည်းအဆင်ပြေစေခြင်းလိုက်တာကံကသူများကိုလည်းစောင့်ရှောက်အောင်မဲဆိုတဲ့မြင့်မြတ်တဲ့စိတ်ကူးရှိခဲ့တယ်ဆိုရင်လေဘာပဲလုပ်အောင်တတိပဋ္ဌာန်တရားကိုပဲကျင့်ရမယ်ဟော
အဲ့တော့ဒီနေရာမှာဘုန်းတို့ဒါလေးနည်းနည်းတော့ရှင်းပြဖို့လိုမယ်ထင်တယ်နော်တတိပဋ္ဌာန်တရားလေ့ကျင့်ခြင်းဟာကိုစောင့်ရှောက်တယ်ဆိုတာကနားလည်ဖို့အလွန်လွယ်ပါတယ်ဟုတ်တယ်တတိလေးထားပြီးတော့နေတယ်ဘာမကောင်းတာမှမဖြစ်ဘူးဘာအမှားမှမဖြစ်ဘူးနော်ကိုယ်ခန္ဓာကိုတတိလေးထားပြီးတော့နေတာဒီလူတွေတရားအထုတ်တာနဲ့လည်းပဲနော်မစိမ့်ဘူးလို့ဘုံထင်ပါတယ်ဟုတ်လားဆိုကြပါစို့ဝင်လေထွက်လေလေးကိုအာယုံဆိုင်ပြီးတော့နေတယ်တတိပြုတ်ပြီးတော့နေတယ်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့အနေအထားမျိုးစုံရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝေဒနာပိုင်းဆိုင်ရာဖြစ်ပေါ်နေတဲ့သဘာဝတွေရဲ့ပေါ်မှာပဲအမှန်တိုင်းသိအောင်ကြိုးစားပြီးတော့စိတ်ကဒီပေါ်မှာပဲကပ်ပြီးတော့နေတယ်နော်အဲ့လိုသတိလေးနဲ့နေနေတဲ့ချိန်မှာဒီစိတ်မှာဘာဘေးမှမရှိဘူးဘာအန္တရာယ်မှမရှိဘူးဘာမကောင်းတာမှမရှိအလွန်မှဖြူရှင်တဲ့တန်ရှင်းတဲ့အဆင့်အတန်းရှိတဲ့အရည်အသွေးမြင့်တဲ့အနေအထားမျိုးနဲ့နေရရောက်တယ်အဲ့ဒါကလက်တွေ့နေကြီးမှခံစားသိနေသိနိုင်တာနော်ကိုယ်ခန္ဓာမှာသတိလေးထားပြီးတော့နေရတာအလွန်ကတန်ဖိုးရှိပါလားဆိုတဲ့ခံစားချက်ကလေးဘုံကအလွန်မှရဘူးစေခြင်းတဲ့လူငယ်တွေပေါ့ဘဝမှာအဲ့ဒီနေနီးနဲ့နေတာအကောင်းဆုံးပဲဟုတ်လားအဲ့ဒါလို့နေလိုက်လို့ရှိရင်ကိုစိတ်ထဲမှာဘေးတွေအန္တရာယ်တွေမဖြစ်အောင်သူကလှုပ်ပြီးသားဖြစ်သွားတယ်ဆိုတော့ဘုံပြောခဲ့တယ်စိတ်ကိုဘေးဖြစ်စေတဲ့ຢာစိတ်ကိုအန္တရာယ်ပြုမဲ့ຢာပဲຢာတော့ယာကဒေါသမောဟပြောခဲ့တယ်နော်တတိလေးနဲ့နေမယ်ဆိုရင်အဲ့ဒီယာကဒေါသမောဟဖြစ်ခွင့်မရှိဘူးဟုတ်လားအငြိအကျေးမရှိလို့ဒီစိတ်ကိုဖြူစင်တယ်လို့ပြောရတယ်အဲ့ဒီယာကဒေါသမောဟသည်ပူလောင်တဲ့တရားအဲ့ဒီပူလောင်တဲ့တရားမရှိတဲ့အတွက်ကြောင့်ဒီစိတ်ကလေးကိုအေးချမ်းတယ်လို့ပြောလို့ရတယ်ယာကဒေါသမောဟသည်ရှုပ်ထွေးတဲ့တရားအဲ့ဒီရှုပ်ထွေးတဲ့တရားမရှိလို့ကိုပဲဒီစိတ်ဟာရှင်းလင်းတယ်လို့ပြောလို့ရတယ်အဲ့ဒါကိုကိုယ်တိုင်ခံစားသိနဲ့မြတ်စွာဘုရားရဲ့ဒေသနာတွေကိုထောက်ခံတတ်စေခြင်းတယ်ပေါ့ဘုံကဟုတ်လားအဲ့တော့သတိပဋ္ဌာန်တရားကိုကြိုးစားရင်ကိုကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့အပိုင်းလေးကနားလည်ဖို့လွယ်တယ်ဒီမှာပြောထားတာကသတိပဋ္ဌာန်တရားကိုပွားရင်သူများကိုလည်းကာကွယ်စောင့်ရှောက်ပြီးသားဖြစ်တယ်ဆိုတဲ့အချက်ပဲဘယ်လိုစောင့်ရှောက်တာတော့သူများကိုနော်သတိပဋ္ဌာန်တရားအထုတ်ပြီးတော့နေတဲ့အခိုက်အတန့်သတိလေးနဲ့မဖြူစင်စင်မြင့်မြတ်နေတဲ့အခိုက်အတန့်မှာအဲ့ဒီလူကိုမြင်ရလို့အဲ့ဒီလူရဲ့အတန်ကိုကြားရလို့ဘေးပတ်ဝန်းကျင်မှာဘာတွေများဒုက္ခတွေအကုသိုလ်တွေဖြစ်သွားတာရှိတယ်လေအာမမရှိဟုတ်လားအော်အေးချမ်းလိုက်တာတော်လိုက်တာအားကြတဲ့စိတ်ဝမ်းမြောက်တဲ့စိတ်ပဲပတ်ဝန်းကျင်မှာဖြစ်သွားတယ်အဲ့ဒါကိုကပတ်ဝန်းကျင်ကိုမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်လှုပ်ဆောင်ပေးရမရောက်ဘူးလားရောက်တယ်နော်ဒါကြောင့်မို့လို့သတိပဋ္ဌာန်တရားပွားရင်သူများကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားတယ်အခုဒီမှာမင်္ဂလာပါနောက်ကပါလေးတက်ထံပရာဟိတအဲ့ဒီပရာဟိတဆိုတဲ့စကားလုံးကကောင်းကောင်းနားလည်ဖို့လိုတယ်လူတွေကပရာဟိတမဟုတ်ဘဲနဲ့ပရာဟိတလို့ထင်နေတာရှိတယ်တကယ်စစ်မှန်တဲ့ပရာဟိတဆိုတာဘာလဲလို့နားမလည်တဲ့အပိုင်းတွေလည်းရှိတယ်ပရာဟိတပရာဆိုတာဘာလို့ကိုယ်ကလွဲလို့တခြားသူတစ်ပါးနော်ဟိတဆိုတာဘာလို့ဟိတဆိုတာအကျိုးရှိပွားသူတော်ရဲ့အကျိုးရှိပွားကိုဆောင်ရွက်ပေးတယ်ဆိုတဲ့သဘောပေါ့နော်ပရာဟိတရဲ့ရှင်းနာမှာနားလည်ထားရမယ့်စကားလုံးကအတ္တဟိတဘာဟိတတော့အတ္တဟိတအတ္တဆိုတာကိုမိမိဟုတ်လားဟိတဆိုတာအကျိုးရှိပွားတကူရဲ့အကျိုးရှိပွားကိုဆောင်ရွက်တာရဲ့သူများရဲ့အကျိုးရှိပွားကိုဆောင်ရွက်တာရဲ့ဘယ်ဟာကမြင့်မြတ်တယ်လဲပြောပါရဲရဲကိုကျိုးစီးပွားကိုဆောင်ရွက်တာရဲ့သူများရဲ့ကျိုးစီးပွားကိုဆောင်ရွက်တာရဲ့ဘယ်ဟာကမြင့်မြတ်တယ်လဲအဲ့လိုပဲဖြေလိုက်မယ်လို့ဘုံဘုံကနားလည်ထားတယ်နော်အဲ့တော့ဘုံဘုံအမြင်ကိုမပြောဘူးမြတ်စွာဘုရားရဲ့အမြင်ကိုပြောမယ်အင်္ဂုတ္တပါဠိတော်စတုကနိဗ္ဗာန်ထဲမှာမြတ်စွာဘုရားကအတ္တဟိတပရာဟိတဆိုတဲ့စကားလုံးလေးနှလုံးသုံးပြီးတော့ဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်အတ္တဟိတဆိုတာဘာလဲပရာဟိတဆိုတာဘာလဲအဲ့ဒီအခြေခံအဓိပ္ပာယ်ကိုနားမလဲလို့ပရာဟိတမြတ်တယ်လို့ပြောကြတာအဲ့ဒီအခြေခံအဓိပ္ပာယ်ကိုနားလည်ရင်အဲ့လိုပြောမှာမဟုတ်ဘူးအတ္တဟိတဆိုတာဘာတော့လိုရင်းပြောနော်အတ္တဟိတဆိုတာကိုယ်တန်တံမှာကိုယ်ကိုဒုက္ခပေးမဲ့အန္တရာယ်ပေးမဲ့လောဘဒေါသမောဟမဖြစ်အောင်နောက်ဆုံးချုပ်ငြိမ်းသွားအောင်လုပ်တာကိုအတ္တဟိတလို့ခေါ်လူတွေကအတ္တဟိတဆိုရင်ကိုယ်ကိုကျမ်းမာရေးကောင်းကိုယ်ပတ်စံရှိအောင်လောကီနှပြည့်စုံမှုတွေကိုယ့်အတွက်ကိုယ်လုပ်တာကိုအတ္တဟိတလို့ထင်နေလို့သောတော်အဲ့ဒီစကားထွက်လာဟုတ်လားအဲ့လိုဆိုရင်ပရာဟိတဆိုတာဘာလဲပရာဟိတဆိုတာ
သူများလောဘဒေါသမောဟနေအောင်သူများတန်တမှာဖြစ်တဲ့လောဘဒေါသမောဟတွေကင်းသွားအောင်ဘလို့လုံမလဲလုံတဲ့နေရာမှာဘလို့အထောက်အကူပြုမလဲဘလို့ကူညီမလဲအဲ့ဒါပရာဟိတလူအများစုနားလည်ထားတဲ့အဓိပ္ပာယ်နဲ့တူသလားအတ္တဟိတဆိုတာကိုယ်တန်တမှာလောဘဒေါသမောဟမဖြစ်အောင်လုပ်တဲ့လုပ်ငန်းပရာဟိတဆိုတာသူတို့ဘာရဲ့တန်တမှာလောဘဒေါသမောဟမဖြစ်အောင်လုပ်ကင်ဆောင်ရွက်ပေးတဲ့လုပ်ငန်းနီလန်းမှန်မှန်ပြောပေးတာမျိုးတရားအထုတ်ဖြစ်အောင်နော်အထောက်အကူပြုတာမျိုးအဲ့တော့လူတွေကဘာလဲစားစရာဝတ်စရာနေစရာပေးတာကိုပရာဟိတလို့ထင်နေတာလေအမှန်ကစားစရာဝတ်စရာနေစရာပေးတာသူ့မှာနာမည်သီးသန့်ရှိပြီးသားပဲအဲ့ဒါပါတော့ဒါနဟုတ်တယ်ဒါနပဲလေဟုတ်လားပရာဟိတဆိုတဲ့စကားလုံးဟာဒါနဆိုတဲ့စကားလုံးထက်များစွာနဲ့နဲ့ကျပြန့်တယ်ဟုတ်လားအဲ့တော့လူတွေကပရာဟိတကိုနားလည်ပုံပြောနေအတ္တဟိတတောင်ကောင်းကောင်းနားမလဲဘူးဟုတ်လားအတ္တဟိတကိုကောင်းကောင်းနားလည်ခြင်းနဲ့ဆိုရင်ဘယ်လိုနားလည်ရမှာတော့ကိုယ်တန်တမှာကိုယ်အခုရောနောင်မှာတကယ်ဒုက္ခပေးမဲ့မကောင်းတဲ့စိတ်တွေမဖြစ်အောင်လုပ်တာကိုအတ္တဟိတအဲ့ဒါမှတကယ်ကိုယ့်အတွက်အကျိုးရှိမှာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကလောကမှာလူ၄မျိုးရှိတယ်တဲ့တချို့ကအတ္တဟိတပဲလုပ်တယ်ပရာဟိတမလုပ်တချို့ကပရာဟိတပဲလုပ်တယ်အတ္တဟိတမလုပ်တချို့ကအတ္တဟိတလည်းမလုပ်ဘူးပရာဟိတလည်းမလုပ်တချို့ကအတ္တဟိတလည်းလုပ်တယ်ပရာဟိတလည်းလုပ်တယ်ဟောဘယ်နှမျိုးတော့အတ္တဟိတလည်းမလုပ်ဘူးပရာဟိတလည်းမလုပ်ဘူးဆိုတဲ့လူဟာအယုတ်ဆုံးလူပဲတဲ့ဟုတ်လားဘာနဲ့တူလဲဆိုလို့ရှိရင်တရားတော့စမိဆက်ရောက်သွားနော်ဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့ဒီရွာနဲ့ဝေးတဲ့တောစပ်မှာလူတွေဘာတွေသေလို့မီးရှို့ပြီးဆိုရင်အဲ့ဒီလူတွေကိုဟိုဘက်ဒီဘက်ထိုးလှန်တဲ့ဝါးကိုတဇူဝါလို့ခေါ်တယ်တဇူဝါကဘာလို့မီးတွေလောင်းနေတာပေါ့အဖျားကမီးလောင်တဲ့လူတွေကောင်ထိုးတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီတဇူဝါကတခါပြန်လှန်ပြီးတော့ဟိုဘက်ထိုးတာတော့အဖျားနှစ်ဖက်မှာမီးကြီးတွေရှိအိုမဲတွေရှိအဲ့ဒါကိုတော့ရောက်လာတဲ့ကလေးတွေကနွားကြောင်ရင်ထင်းခွေရင်ပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒီခလဲကောင်မှာမစင်အညီကြီးစွန့်ထားတယ်တဲ့ဘယ်နာလေးကကင်မလဲအဲ့ဒီတဇူဝါကိုဘယ်နာမှကင်လို့မရဘူးအဖျားနှစ်ဖက်ကဘာဖြစ်နေတော့အိုမဲတွေပေးနေအလေကောင်ကမစင်တွေလူးနေအဲ့ဒါအတ္တဟိတလည်းမလုပ်ဘူးပရာဟိတလည်းမလုပ်ဘူးဆိုတော့အဲ့ဒီဝါနဲ့အတူတူပဲလို့မြတ်စွာဘုရားဟောစလာဝတ္တသုတ်တံမှာဟုတ်လားအဲ့ဒီမှာဘုန်းဘုန်းတို့ရှေ့ဆက်ပြီးတော့နားလေတရားရှိတာကအတ္တဟိတလုပ်တဲ့လူရဲ့အတ္တဟိတပဲလုပ်တယ်ပရာဟိတမလုပ်ဘူးပရာဟိတပဲလုပ်တယ်အတ္တဟိတမလုပ်ဘူးဆိုတဲ့လူနှစ်ယောက်ကိုရှင်တဲ့အခါမှာဘယ်သူကအထက်ကရှိတုံးဆိုတော့အတ္တဟိတပဲလုပ်တယ်ပရာဟိတမလုပ်ဘူးဆိုတဲ့လူကအထက်ကဟုတ်လားပရာဟိတပဲလုပ်တယ်အတ္တဟိတမလုပ်ဘူးဆိုတဲ့လူကအောက်ကသူ့ရဲ့အောက်မှာအတ္တလည်းမလုပ်ဘူးပရာလည်းမလုပ်ဘူးဆိုတဲ့လူပဲရှိတော့တယ်အထက်ဆုံးမှာဘယ်သူရှိတုံးဆိုတော့အတ္တဟိတလည်းလုပ်တယ်ပရာဟိတလည်းလုပ်တယ်ဆိုတဲ့လူရှိသူ့ကိုကြတော့မြတ်စွာဘုရားနွားနို့လေးကိုကြိုလိုက်တယ်မလိုင်းနေတက်လာတယ်ဟောပြီးတော့နီးမျိုးမျိုးနဲ့ချက်လိုက်မယ်ဆိုရင်ထောပတ်ဖြစ်ပဲအဲ့ဒီထောပတ်တဲ့ပိုးပြီးတော့တန်ဖိုးရှိတာကရှီဦးဆိုတာရှိလာဟုတ်လားနွားနို့မှနို့တန်းမှထောပတ်ကနေရှီဦးဖြစ်သွားတယ်လူရဲ့လူတန်ဖိုးအရှိဆုံးလူကအဲ့ဒီလူပဲသဘောပေါက်ရဲ့လားဘုံပြောတာဘယ်နဲ့ရောက်သွားအတ္တဟိတပရာဟိတနော်မင်္ဂလာပါပရာဟိတဆိုတော့ပြောပြသွားတာပါဟုတ်လားအခုဒီမှာပြောပြီလေကိုစောင်းရှောက်မယ်သူများကိုစောင်းရှောက်မယ်ဟောတချို့ကအဲ့ဒီစိတ်ကူးလေးတွေရှိတယ်ပရာဟိတမျိုးလေးပါလာတော့နော်သူများကိုကောင်းစေခြင်းနဲ့ကုညီပေးခြင်းနဲ့ဒါအလွန်မမြတ်တဲ့စိတ်တွေပဲနော်အဲ့တော့သူများကိုကာကွယ်စောင်းရှောက်မယ်ဆိုရင်မြတ်စွာဘုရားဘာလို့ဖို့တိုက်တွန်းထားတော့သတိပဋ္ဌာန်တရားအားထုတ်လို့တိုက်တွန်းထားတယ်ကိုစောင်းရှောက်မယ်ဆိုရင်လည်းသတိပဋ္ဌာန်ပဲလုပ်သူများကိုစောင်းရှောက်မယ်ဆိုရင်လည်းသတိပဋ္ဌာန်ပဲလုပ်ဒါကိုနားလည်ဖို့လုပ်တယ်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားပြောတဲ့စကားကြတော့ပိုးပြီးတော့ပြည့်စုံသွားတယ်။ဘာပြောမလို့နော်ကိုစောင်းရှောက်ရင်သူများကိုစောင်းရှောက်ပြီးဖြစ်တယ်သူများကိုစောင်းရှောက်ရင်ကိုစောင်းရှောက်ပြီးဖြစ်တယ်ဟောစကားလုံးတစ်လုံးပြောင်းသွားပြီနော်ကိုစောင်းရှောက်ရင်သူများကိုစောင်းရှောက်ပြီးဖြစ်တယ်ဒါအဓိပ္ပာယ်တစ်မျိုးနော်သူများကိုစောင်းရှောက်ရင်လည်းကိုစောင်းရှောက်ပြီးသားဖြစ်သွားတယ်တဲ့ဟောအဲ့ဒါကြတော့မြတ်စွာဘုရားဘလို့အသေးသေးရှင်းပြတော့ဆိုတော့ကိုစောင်းရှောက်ရင်သူများကိုစောင်းရှောက်ပြီးသားဖြစ်တယ်ဆိုတာသတိပဋ္ဌာန်တရားအထုတ်တာကိုရည်ရွယ်ပြီးတော့ပြောတာတဲ့ဆိုတော့အဲ့ဒါရှင်းပြပြီးသားနော်ကိုအကောင်းဆုံးဖြစ်အောင်နေတာသတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတာကိုအကောင်းဆုံးဖြစ်အောင်သတိပဋ္ဌာန်တရားအထုတ်နေရင်သူများလည်းဘာအကုသိုလ်မှမဖြစ်ဘူးကိုဒီဟူသောအကြောင်းကြောင့်ငါကြောင့်ဘယ်သူမှမဆင်းရဲကြပါစေနဲ့ဆိုတဲ့ဆုတောင်းလေးဘယ်သူဆုတောင်းခဲ့ဘူးတော့ကဏ္ဍယတိဘုံတို့ဆုတောင်း6မျိုးဆိုတော့လိုင်းပေါ်မှာရှားကြည့်လိုက်
ဘုံတော်ကြီးတွေတော်တော်များများဟောတာရှိတယ်ဒါနောက်ဆုံးဆုတောင်းလေးကငါဒီဟူသောအကြောင်းကြောင့်ဘယ်သူမှမဆင်းရဲကြပါစေနဲ့ဘလောက်မွန်မြတ်လို့နော်အဲ့ဒါကိုဒီဟူသောအကြောင်းကြောင့်သူများကိုမဆင်းရဲသေးခြင်းမှုဆိုရင်ဘာလို့ရမလဲတတိပဋ္ဌာန်တရားပွားပြီးတော့နေအဲ့ဒါအပြစ်ကင်းဆုံးနေနေအမြင့်မြတ်ဆုံးနေနေအကောင်းမွန်ဆုံးနေနေသူ့ထက်ကောင်းမွန်တဲ့နေနေလောကမှာမရှိအဲ့ဒါကိုကာဝယ်စောင့်ရှောက်အားဆိုပြီးသူများကိုစောင့်ရှောက်မယ်ဆိုရင်အဲ့ဒါတတိပဋ္ဌာန်တရားပွားတဲ့အဲ့ဒါကိုပြောတာလေသူများကိုကာကွယ်စောင့်ရှောက်ရင်ကိုကာကွယ်စောင့်ရှောက်ပြီးဖြစ်တယ်ဆိုတာကျတော့ဘာပြောလဲတဲ့အဲ့ဒါသီးခံခြင်းတဲ့ကျင်နာခြင်းတဲ့သူတစ်ပါးပေါ်ချမ်းသာစေခြင်းမေတ္တာခန္တီနဲ့မေတ္တာဟောအဓိကဟုတ်လားအရှင်မပြေမှုတုံတရားဖြစ်လာတယ်တုံတယောက်ကကိုယ်ပါနိုင်တဲ့စီးနဲ့ပြောလာတယ်မတရားပြောလာတယ်အဲ့ဒါကိုကနားလည်မှုအပြည့်နဲ့ဒေါသနဲ့မတုံ့ပြန်မဲနဲ့တသားလေးငုံခံလိုက်တယ်ဒေါသမဖြစ်မှနော်ဟုတ်လားအဲ့လိုတီးခံမှုဖြစ်လိုက်တယ်တီးခံမှုဖြစ်အောင်လှုပ်လိုက်တယ်ဆိုရင်အဲ့ဒါဘောက်တောင်ဆိုသူ့ကိုစောင့်ရှောက်တာထပ်ပြီးတော့မီးမတောက်တော့ဘူးနော်ကိုကတကယ်လို့ तू ကဒေါသနဲ့လာတယ်ကိုကဒေါသပြန်လိုက်မယ်ဆိုရင်မီးတွေကဘာလုပ်လာတော့ပွားလာတယ်မီးတွေကကြီးသွားတယ်မငြိမ့်နိုင်ရန်ကိုရန်ချင်းတုံနှင်းတို့ရန်ဟာဘယ်တော့မှငြိမ်ရိုးထုံးတာမရှိဘူးဉာဏ်ရှိတဲ့လူကအရင်ရန်ကိုငြိမ့်မှရန်ဟာငြိမ့်တော်တဲ့သဘောရှိတယ်ဒါကသဘာဝတရားပဲဟုတ်လားဒါကြောင့်နားလည်မှုနဲ့ကိုကသီးခံလိုက်နိုင်မယ်ဆိုရင်အဲ့ဒါသူများကိုဘာလုပ်တော့ကာကွယ်ဆောင်ရှောက်မေတ္တာထားတယ်ဆိုရင်လည်းအဲ့ဒါသူများကိုကာကွယ်ဆောင်ရှောက်တာပဲအဲ့ဒီသူများကိုကာကွယ်ဆောင်ရှောက်ရင်လေကိုကာကွယ်ဆောင်ရှောက်ပြီးဖြစ်တယ်တဲ့ဘယ်ရာကဆောင်ရှောက်သွားတာလဲဆိုတော့ကိုထားလိုက်တဲ့ခန္တီနဲ့မေတ္တာဆိုတဲ့အဲ့ဒီမွန်မြတ်တဲ့စိတ်ထားကပဲကိုကာကွယ်ဆောင်ရှောက်သွားတာဒီနေရာမှာမေတ္တာတရားကမေတ္တာရှိနေတဲ့ပုဂ္ဂိုလ်မေတ္တာထားနေတဲ့ပုဂ္ဂိုလ်မေတ္တာတွေမိမိတန်တန်မှာဖြစ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်ကိုကာကွယ်ဆောင်ရှောက်နိုင်စွမ်းအလွန်အားကြီးတယ်ဆိုတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေဒီလူတွေကြားဖို့မယ်ထင်ပါတယ်နော်မေတ္တာဟာအကောင်းဆုံးပရိတ်လို့ဒီလိုလည်းပဲနော်ဆရာတော်ကြီးတွေပြောတာကိုမှတ်သားဖို့မယ်ထင်တယ်နော်ပရိတ်ဆိုတာပရိတ္တဆိုတဲ့ပါဠိစကားကိုမလုပ်ထားတော့ပရိတ်လို့မြန်မာမှုပြုတ်ထားတယ်ဟုတ်လားပရိတ္တဆိုတာဘာလို့အယံအတာအကောင်းဆုံးကိုလုံခြုံမှုပေးမဲ့အရာပေါ့နော်လူချင်းကြတယ်မို့လားနော်ဘုန်းကြီးကကာယသိတိပြီးတဲ့ဓာတ်လုံးလေးတွေတကယ်လဲပြီးတဲ့ဓာတ်လုံးလေးတွေတယောက်တစ်လုံးဝေမယ်ဆိုရင်လူတိုင်းယူမှာပေါ့ကာယသိတိပြီးတယ်ဟုတ်လားဘယ်သူရိုက်လို့နှက်လို့မှမပေါက်ဘူးမပြေဘူးမနာဘူးမကျင်ဘူးရှိမယ်မထင်ပါဘူးဟုတ်လားနော်ဒါဘာလဲအကာအကွယ်အဆောင်ရှောက်ဆိုတာလူတွေကဘေးတွေရန်တွေကိုကြောက်ကြတဲ့အခါကျတော့လိုချင်တာပေါ့ဟုတ်လားအဲ့ဒီအကာအကွယ်ဆောင်ရှောက်တွေထဲမှာစိတ်အချရဆုံးကာကွယ်နိုင်စွမ်းအမြင့်မားဆုံးအကာအကွယ်ဆောင်ရှောက်ဟာဘာလဲလို့မေးရင်မေတ္တာတရားပဲတဲ့ပေကြီး17တုပ်ရွတ်ကြတယ်မို့လားပေကြီးဆိုတာပရိဒပရိတ်ဟာလားပိတ်ဆိုပါတော့အယံအတာပဲနော်ဘေးတွေအန်တွေမဖြစ်အောင်တနည်းအားဖြင့်ကြောက်လို့လုံနေတဲ့ကိစ္စတွေဟုတ်လားကြောက်လို့လုံတဲ့နော်အည်အသွေးထဲကြောက်လို့လှုပ်လို့ဖြစ်ပေါ်လာတဲ့အည်အသွေးထဲနားလည်မှုနဲ့လှုပ်လို့ဖြစ်လာတဲ့အည်အသွေးကပို့ပြီးတော့ကာကွယ်ဆောင်ရှောက်နိုင်လိမ့်မယ်နော်ခုဒီမှာပြောနေတာပါတော့မေတ္တာတရားသူများကိုကာကွယ်ဆောင်ရှောက်ရင်ကိုယ်လည်းကာကွယ်ဆောင်ရှောက်ပြီးဖြစ်တယ်ဆိုတာသူများပေါ်မှာမေတ္တာထားရင်အဲ့ဒီမေတ္တာကပဲကိုလုံခြုံစေလိမ့်မယ်ဟုတ်လားမေတ္တာအကျိုး7မျိုးဆိုပြီးတော့ဧကတတနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောထားတာမာစီဆိုတော်ဘုရားကြီးဆောင်းပုဒ်ကလေးရေးထားတာတချို့နော်မုံမြတ်တဲ့စာလေးတွေစာတို့စာသားလေးတွေမျက်နှိုးတဲ့လူတွေဆိုလို့ရှိရင်နှုတ်ထဲမှာတောင်ရှိကောင်းရှိနိုင်ကြက်ထားတဲ့နဲ့မေတ္တာတရားကိုပို့ပြီးတော့ယုံကြည်မှုနဲ့ကိုယ်တန်တာမှာဖြစ်ပေါ်အောင်လှုပ်ချင်စိတ်ပေါက်ဖို့အတွက်အဲ့ဒီအကျိုးကျေးဇူးလေးတွေကိုမလုပ်ထားတဲ့နော်ခေါင်းထဲမှာမှတ်သားထားတဲ့ဆင်ញင်လဲပေးတဲ့လို့ဘုံဘုံထင်တယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှက်များစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြီးမျက်နှာတေကာမတွေ့လားလေပြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးဒီရမလားမသိဘူးရဘူးနောက်တစ်ခါငါရအောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးမွေးရမယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှက်များစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြီးမျက်နှာတေကာမတွေ့လားလေပြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးဒီ
ဒုက္ခံသူပတိဒုက္ခံပရိဘုဇ္ဇတိမေတ္တာတအားကြီးတဲ့လူသူများကိုချမ်းသာစေခြင်းနဲ့စိတ်အလွန်များတဲ့လူလေ့ကျင့်ပါရနော်တတ္တဝါတွေဘေးရန်ကင်းကြပါစေနှလုံးစိတ်ဝမ်းခြင်းအေးပါစေကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဆိုတဲ့စိတ်ထားကလေးအဲ့ဒါလေးကိုချိန်ပါများဆိုတာကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်မယ်ဆိုရင်ဒါမလုပ်တဲ့ခေါ်တော့မေတ္တာပွားအဲ့ဒီမေတ္တာတွေကိုပွားလို့များလာပြီမေတ္တာဓာတ်ကတတ္တဝါကိုမြင်လိုက်တာနဲ့တတ္တဝါကိုအာယုံပြုလိုက်တာနဲ့ဒီစိတ်ကလွယ်လွယ်လေးဖြစ်ပေါ်လာပြီဆိုရင်ဒါမေတ္တာကိုပိုင်နိုင်တယ်ခေါ်တာပေါ့နော်ဟိုတလောကငလျင်ကြီးလှုပ်တော့အသက်80ကျော်ဒကမာကြီးတယောက်ဘုံဘုံစီရောက်လာငလျင်လှုပ်ပြီးနောက်50ရက်လောက်နေတော့ငလျင်လှုပ်တော့ကတိုက်တိုက်ဆိုင်တယ်သူကဘန်ကောက်ကိုရှေ့လာပြန်ရင်းနဲ့26ထပ်ပေါ်မှာရောက်နေတယ်တဲ့ဟုတ်လားဒါလှုပ်တော့အကုန်လုံးဆင်းပြေးကြတာပေါ့နော်အကုန်လုံးဆင်းကြအနေရှိရဆိုတော့သူကလူကြီးဆိုတော့ကောင်းကောင်းလည်းမဆင်းနိုင်ဘူးနော်အဲ့ဒါနံရံကိုဖက်ပြီးတော့နေရတယ်နံရံတောင်ကလေးကိုအဲ့ဒီအချိန်မှာသူကကျိန်ဖန်များဆိုတာမေတ္တာပွားတဲ့အလေးကျင့်ကိုကျွမ်းကျင်အောင်လုပ်ထားတဲ့တော်ကြောင့်သူ့စိတ်ထဲမှာကြောက်ရွံ့တဲ့သဘောထိတ်လန့်တဲ့သဘောဖြစ်မလာဘူးတဲ့စိတ်ကဘေးနဲ့အန္တရာယ်နဲ့တွေ့တော့တောက်လျှောက်ပဲမေတ္တာကိုအလိုလိုအမှတ်ရတယ်ဩတတ္တဝါတွေဘေးကင်းကြပါစေချမ်းသာကြပါစေဆွေစိတ်ကအလိုလိုဖြစ်လာတယ်အံ့ဩစရာကောင်းတာကငါဒီချိန်သေးသွားရင်ဘလို့လေလို့သူပြန်စဉ်းစားမိတယ်တဲ့အဲ့လိုစဉ်းစားတဲ့အခါမှာသေရင်လည်းသေပါစေတော့ဒီသေရမှာကိုလည်းထိတ်နေတဲ့သဘောလန့်နေတဲ့သဘောကြောက်နေတဲ့သဘောယွတ်နေတဲ့သဘောသူ့မှာဖြစ်မလားအဲ့တော့ तू ကအလွန်ကျေနပ်သွားတယ်သူ့ကိုယ်သူတနည်းအားဖြင့်လည်းမေတ္တာရဲ့အပေါ်မှာပို့ပြီးတော့ယုံကြည်သွားတယ်အဲ့ဒါဘုန်းဘုန်းကိုပြောတယ်ဘုန်းရဲ့မေတ္တာတရားကသေဂာနီးမှာမကြောက်အောင်စောင့်ရှောက်နိုင်တကိုးလို့လက်တွေ့သိရတယ်တဲ့ခုဒီထဲမှာလည်းမြတ်စွာဘုရားဟောတယ်လေအိမ်နိုးချမ်းသာအိမ်ရင်လည်းကောင်းကောင်းမွန်မွန်အိပ်ပျော်ရတယ်နိုးရင်လည်းကောင်းကောင်းမွန်မွန်နိုးရတယ်ဟုတ်လားမကောင်းတဲ့စိတ်တွေနဲ့အိပ်ပျော်ပြီးတော့ဝူရဝါဒနိုးလာတာမျိုးမဟုတ်ဘူးအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ဟောအိမ်နေတဲ့အချိန်မှာလည်းပဲအိမ်မက်ဆိုးတွေနဲ့မနှိပ်စက်စေရဘူးအိပ်ပျော်နေတဲ့အချိန်မှာတောင်သူဘာလုပ်နေတော့ကာကွယ်စောင့်ရှောက်ချစ်လျက်လူနဲ့တဲ့မနုဿာနဲ့ပိယောဟောတိအမနုဿာနဲ့ပိယောဟောတိကိုဘေးကလူတွေရဲ့မေတ္တာကိုလွယ်လွယ်လေးရတယ်ကိုဘေးကလူမဟုတ်တဲ့အမနုဿာတွေရဲ့မေတ္တာကိုလည်းလွယ်လွယ်လေးရတယ်ကိုယ်မေတ္တာရှိနေတယ်ဆိုရင်မေတ္တာရှိတဲ့လူကကိုယ်ဘယ်လိုလုပ်အန္တရာယ်ပေးမယ်တော့ဟုတ်တယ်မို့လားလောကမှာအန္တရာယ်ဖြစ်နေတယ်ရန်ဖြစ်နေကြရတယ်ဒုက္ခဖြစ်နေကြတယ်ကြောက်နေကြရတယ်ဆိုတာလူချင်းချင်းပဲဘုံဘုံတို့အန္တရာယ်ပေးနေကြတာဒုက္ခဖြစ်အောင်လုပ်နေကြတာကြောက်နေကြတာလူချင်းချင်းကပဲဖြစ်နေတဲ့ဘေးတွေကအများစုဆိုတာမတင်ရှားဘူးလားအဲ့ဒါလူတွေကကိုယ်ကိုမေတ္တာရှိတယ်ဆိုဘယ်လိုလုပ်ကိုယ်ကဒုက္ခရောက်နိုင်မလို့ဒါပြောတယ်နော်ကာကွယ်စောင့်ရှောက်မှုအားကြီးတယ်ဆိုတာလေးကိုပေါ်လွင်အောင်ဘုံဘုံကရွတ်ပြတာဒီလင်္ကာလေးကိုအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်စောင်းလက်နတ်များနတ်တွေရဲ့ကာကွယ်စောင့်ရှောက်မှုကိုရတယ်ကိုမသိလိုက်ဖဲနဲ့ဘေးဖြစ်မဲ့နေရာကိုကိုအလိုလိုလွဲချော်သွားစေတာမျိုးပေါ့ဒါကမြတ်စွာဘုရားသာမြင်လို့ပြောထားတာကျွတ်တို့မြင်နိုင်တာမဟုတ်ဘူးနော်နတ်တွေရဲ့စောင့်ရှောက်မှုကိုတောင်ရနိုင်တယ်ပြီးတော့ဗာပြောထားတော့နော်ချစ်လျက်လူနတ်စောင်းလက်နတ်များစိတ်မိသားတို့ရှောင်ရှားကိုမှာအစိတ်တို့မီးတို့ဓာတ်တို့လက်နဲ့အမျိုးမျိုးကြောင့်ဒုက္ခမရောက်နိုင်ဘူးဒီလိုတော့မြတ်စွာဘုရားနာမည်ထည့်ပြီးတော့ဟောတာနော်စိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တီးတုဒံစိတ်တံတမာရိယတိစိတ်ကိုမြန်မြန်ဆန်းဆန်းငြိမ်ချသွားစေနိုင်တဲ့အစွမ်းရှိမေတ္တာနော်လင်းစွာစိတ်တီးရွှင်ကြည်မျက်နှာသေးကမတွေ့မုခဝန္နောဝိပ္ပိတိတိမေတ္တာအားကြီးတဲ့လူရဲ့မျက်နှာဟာကြည်လင်တယ်နော်ရုပ်ဆိုးရင်ဘေးရလည်းပဲကာကွယ်ဆောင်ရှောက်ရုပ်ဆိုးတာကိုလည်းကြောက်တယ်မို့လားသူများကြည့်မကောင်းမှအရန်ဆိုးရင်လည်းဒါပေမဲ့ကြည့်ကောင်းဖို့အတွက်အများကြီးလုံလာထုတ်ပြီးတော့စူးစမ်းကြရတယ်ငွေကုန်ကြေးကြတွေအများကြီးခံတယ်မို့လားအလှကုန်ဟုတ်လားဘာကြောင့်ကုန်တာတော့အလှကြောင့်ကုန်ရတဲ့ပစ္စည်းတွေနော်ဘာတွေဘလို့သုံးရလို့သုံးရမှတော့မသိအောင်ရှုပ်ထွေးရနော်ဘယ်လောကမှာများများကြီးဖြစ်နေတာတော့အမျိုးသမီးလောကမှာဟုတ်လားအဲ့ဒါသူများကြည့်ကောင်းစေခြင်းနဲ့ဆိုရင်လွယ်လွယ်လေးနဲ့ထိရောက်တဲ့နေလံကမေတ္တာဓာတ်အားကြီးအောင်ကြိုးစားမုခဝန္နောဝိပ္ပတိတတိတဲ့လူရဲ့အရေးကြီးတဲ့အင်္ဂါစိတ်ပိုင်းဖြစ်တဲ့ဒီမျက်နှာလေးကိုအလွန်မှကြည်လင်စေမယ်တန်ရှင်းစေမယ်လို့ပြောတယ်နော်မုခဝန္နောဝိပ္ပတိတတိတဲ့ပြီးတော့ပါတော့အတ္တမုံလောကာလံကရောတိတည်တဲ့အခါမှာမတွေးမူကြီးကြီးကြီးလင်းလင်းမထိတ်မလန့်အကြောင်းဝင်ရောသိခြင်းတရားကိုရင်ဆိုင်နေတဲ့ဆွမ်းရှိတယ်ဆိုတော့ဒကမာကြီးအဲ့ဒါကိုပြောတာနော်နောက်ဆုံးသိပြီးတဲ့နောက်မှာတောင်အလွန်မြင့်မြတ်တဲ့ဘဝတွေကိုရအောင်ပို့နိုင်တဲ့အစွမ်းရှိတယ်
လူဘဝနတ်ဘဝထက်ပြမောဘဝပို့ပြီးတော့မြင့်မားတယ်လို့ကြားဘူးတယ်မို့လားဒါသုံးတဲ့ပုံမှာအမြင့်ဆုံးနေရာထိရောက်အောင်ပို့နိုင်တယ်ဒီမေတ္တာအဲ့ဒါဘာပြောတာတော့ဘုံမောကသူများကိုကာကွယ်စောင့်ရှောက်အံ့ဟူ၍ကိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့စကားလေးကိုမြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်ပြတာကိုပြောပြတာနော်သီခံခြင်းမေတ္တာထားခြင်းသနာကျင်နာမှုရှိခြင်းဟာသူများကိုကာကွယ်စောင့်ရှောက်ရင်းနဲ့ကိုကာကွယ်စောင့်ရှောက်နေတဲ့သဘောကိုချစ်တယ်ဆိုရင်ကိုကောင်းကောင်းစောင့်ရှောက်ရမယ်ဆိုတဲ့တရားဏိဒန်းတော်ကပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုအဓိပ္ပာယ်ချဲ့တယ်နော်ခုဒီမှာဘာတုတ်တန်လဲသေတကတုတ်တန်ဆရာကဘယ်လိုပြောတာတော့တပည့်ကြီးမင်းလည်းငါ့ကိုစောင့်ရှောက်ဟာငါလည်းမင်းကိုစောင့်ရှောက်မယ်အချင်းချင်းမင်းနဲ့ငါတယောက်ကြည့်ပြီးတော့ဂရုစိုက်ပြီးတော့ပြပွဲကြီးကိုအောင်မြင်စွာပြသကြမယ်လို့ပြောတာအဲ့ဒီစကားမြတ်စွာဘုရားကြိုက်သလားမကြိုက်ဘူးတပည့်ပြောတဲ့စကားကြိုက်တာနော်ဆရာလည်းဆရာကိုဆရာစောင့်ရှောက်ကျွန်တော်လည်းကျွန်တော်စောင့်ရှောက်မယ်ကိုပဲကိုတာဝန်ယူကြမယ်အလွန်ကောင်းနော်ဒီစကားလေးဟုတ်လားအဲ့ဒါလို့ကိုတာဝန်ယူခြင်းနဲ့ဆိုရင်တကယ်တမ်းဘုံတို့လိုင်းတာကျင့်သုံးရမယ်အကောင်းဆုံးအလေးကျင့်ရပါလဲလို့မေးရင်တတိပဋ္ဌာန်အဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ဟောတာနော်သူတစ်ပါးကိုစောင့်ရှောက်အံ့ဟူ၍ကိုစောင့်ရှောက်ရမယ်ကိုစောင့်ရှောက်အံ့ဟူ၍သူတစ်ပါးကိုစောင့်ရှောက်ရမယ်အဲ့ဒီမှာတတိပဋ္ဌာန်တရားရဲ့စွမ်းရည်ကိုဖော်ပြရရောက်တယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ကိုယ်ခန္ဓာမှာထင်ရှားဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာနားလေလူစိတ်ကိုရှေ့တန်းတင်ပြီးတော့ဘုန်းတော်ဘာလို့ရမလို့တတိထားတဲ့အလေးကျင့်ကိုလေ့ကျင့်ရမယ်။ဘာလေးဖြစ်နေမှန်သိတဲ့အလေးကျင့်လေးကိုလေ့ကျင့်ရမယ်။မလွယ်ဘူးနော်ဒီဥစ္စာကဟုတ်လား။ကျုပ်တို့ရဲ့စိတ်တွေကနော်ပြင်မဲ့အာယုံပြင်မဲ့ကအကြောင်းအရာသူတော်ဘာအကြောင်းအရာဒါတွေကိုပဲကျင်လဲကျက်စားပြီးတော့ကိုဘာဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့နေနေတဲ့အချိန်လေးကြီးပဲမဟုတ်လား။အဲ့တော့နားလေသလားကိုနားမလဲဘူးကိုနားမလဲတဲ့အခါကျတော့ကို့မှာပြဿနာတက်တဲ့အခါကို့တက်တဲ့ပြဿနာကိုမရှင်းတတ်တော့ဘူးဟုတ်တယ်မဟုတ်လားမရှင်းတတ်တော့ဘူးနော်နောက်ဆုံးလုံးဝမရှင်းနိုင်တော့ဘူးကဲပါယူပါဖြစ်လာတဲ့အနေအထားအဲ့ဒါဘယ်အနေအထားကိုပြောတာတော့ယူသွားတဲ့အနေအထားကိုပြောတာဟုတ်မလားကို့ပြဿနာကိုဘာလုပ်တာတော့မကင်တွယ်တတ်တော့ဘူးမဖြေရှင်းတတ်ဘူးသူဘာဖြစ်လို့ဖြစ်သွားမှမသိတော့ဘယ်သိမယ်တော့သူ့ကိုယ်သူသတိမှမထားတာဟုတ်လားဒါကြောင့်သတိထားတဲ့အလုပ်ကလေးကိုဘုန်းတို့ဘာလုပ်ကြရမလို့ကြိုးစားကြရမယ်အဲ့ဒီသတိထားတဲ့အလုပ်ဟာဘလောက်ထိအကျိုးကျေးဇူးရှိတယ်လဲဆိုရင်နော်တောကပရိဒေဝနာသမတိကမာယဒုက္ခဒေါမနတနာအဋ္ဌင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကိရိယာယတတ္တနာဝိသုဒ္ဓိယဒီကစပြီးတော့မြတ်စွာဘုရားဟောတယ်သတိထားတဲ့အလေးချင်းကိုလေ့ကျင့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဖြူရှင်တန်ရှင်းလိမ့်မယ်ပြည့်ကင်းလိမ့်မယ်စိုးရင်စရာငိုစရာနဲ့တွေ့ရင်မစိုးရင်မဲနဲ့မငိုဘဲနဲ့ရင့်ကျက်တည်ငြိမ်စွာနေနိုင်လိမ့်မယ်ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့ကိုချုပ်ငင်းစေလိမ့်မယ်ဉာဏ်အစစ်စစ်မြင့်ပြီးတော့မဲ့ဉာဏ်ကိုရလိမ့်မယ်နောက်ဆုံးနိဗ္ဗာန်ကိုဒီဘဝနဲ့ကြည်ပါများစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်ဒါဗုဒ္ဓဘာသာတို့ရဲ့အဓိကလိုလားအပ်တဲ့အကျိုးကျေးဇူးကြီးတွေပေါ့ဟုတ်လားဒီအကျိုးကျေးဇူးတွေကိုဘုံဘုံတို့နားလည်ပြီးတော့ကိုသတိထားတဲ့အလုပ်ကိုဘာလို့ရမလို့စူးစမ်းရမယ်အချိန်လေးယူပြီးတော့ဘုံဘုံတို့စူးစမ်းရမယ်ပေါ့နော်ဝင်လေထွက်လေလေးကိုမှတ်မယ်သတိထားပြီးတော့နေမယ်လေ့ကျင့်ကြည့်ပေါ့တရက်10မိနစ်ဆို10မိနစ်ဒါလူငယ်တွေကိုပြောတာပါ15မိနစ်ဆို15မိနစ်ဒီအလုပ်ရဲ့လေးနဲ့ပုံကိုဘယ်အတိုင်းတာအထိကောင်းသွားစေတယ်လဲချမ်းသာသွားစေတယ်လဲဆိုတာကိုလက်တွေ့သိရပြီဆိုလို့ရှိရင်ဘယ်သူမှတားလို့တောင်ရမှာမဟုတ်နောက်ပိုင်းမှာသူအလွန်ကောင်းမွန်တဲ့အလုပ်ဆိုတာကိုလက်တွေ့သိသွားဖို့ပဲအရေးကြီးတာအဲ့ဒါကိုသိသွားဖို့တဘုန်းတော်ဘာလို့ရမှာတော့အစာလေးပြုတ်ပြီးတော့စူးစမ်းကြရမယ်ဟုတ်လားသတိပဋ္ဌာန်အလုပ်ဟာအလွန်မှအရေးကြီးတဲ့အလုပ်ပဲနော်ကောင်းတဲ့ပေါ်လာလေးပြောလိုက်ဦးမယ်ခုနကတော့တစ်ချက်ပေါ်လာသေးတယ်အဲ့ဒီတုတ်တန်လေးဘယ်တော့မှပေါ်လာတော့ဆိုတော့ပရာဟိတဆိုတဲ့စကားလေးကိုပြောတဲ့ချိန်မှာပေါ်လာဟုတ်လားအခုဒီမှာမြန်မာနိုင်ငံကဒီနိုင်ငံကိုရောက်ပြီးတော့လာကြတဲ့လူတွေကနေပရာဟိတအဖွဲ့လေးတွေကောင်းတာလုပ်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့အဖွဲ့လေးတွေဖွဲ့ထားရတဲ့ရှိတယ်ဟုတ်လားအဲ့ဒါဒီအဓိကသူတို့ဘယ်လိုရည်ရွယ်ချက်နဲ့ဒါလေးတွေဖွဲ့ထားတယ်ဒီလိုလေးတွေလုပ်ကြလဲဆိုတော့အော်တို့ဗုဒ္ဓဘာသာတိုးတက်အောင်ကြာရှည်စွာတည်အောင်နော်အားနေမသွားအောင်ဒီစိတ်ကူးလေးရှိတယ်မဟုတ်လားဗုဒ္ဓဘာသာနော်ခုတရားပွဲတွေပြီးပြီဆိုရင်ပြီးရင်လည်းရွတ်အောင်မှာနော်ဗါတဲ့တော့ဗုဒ္ဓသာသနာရှိတံဒိဋ္ဌတုအဲ့ဒါဗါတဲ့တော့ဗုဒ္ဓသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာရှိတံကြာမြင့်စွာဒိဋ္ဌတုတည်ပါစေတည်းဂျာကြီးတည်ပါစေဟုတ်လားအဲ့ဒါမြတ်စွာဘုရားကိုပုံနာတယောက်ကမေးလို့ခေါ်တာရှိတယ်
မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတွေအကြာကြီးတည်ခြင်းရဲ့အကြောင်းကဘာလဲကြာကြာမတည်ဘဲနဲ့ပျက်စီးသွားခြင်းရဲ့အကြောင်းကဘာလဲစိတ်ဝင်စားလားဒီမိကုံဘုရားသာသနာအကြာကြီးတည်ခြင်းရဲ့အကြောင်းကဘာလဲတဲ့အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတဲ့ထင်တော့တတိပဋ္ဌာန်တရားကိုပွားများနေသမျှသာသနာမကွယ်ဘူးသာသနာအကြာကြီးတည်လိမ့်မယ်တတိပဋ္ဌာန်တရားကိုမပွားများဘူးဆိုရင်သာသနာမြန်မြန်ကွယ်လိမ့်မယ်လို့ဟောတယ်ငယ်တော့တိတ်နားမလဲဘူးကိုတက်ကြီးလာတဲ့ခါကျတော့အဲ့ဒီဒေသနာရဲ့ပုံမှာအများကြီးနားလည်မှုတွေမြင့်လာတယ်ဟုတ်တယ်လူတရားကတတိပဋ္ဌာန်တရားအားမထုတ်ဘူးဆိုရင်ဘာမှတရားရဲ့အရာလာကို तू ခံစားရတဲ့အကြောင်းသိမရှိအဲ့လိုဆိုရင်မြတ်စွာဘုရားရဲ့ပုံမှာဘာမှ तू ကျေးဇူးတင်တဲ့စိတ်လေးလေးနက်နက်ရှိတဲ့အကြောင်းမရှိယတနာမြတ်သုံးပါးရဲ့ပုံမှာယတနာမြတ်သုံးပါးကြောင့်သူ့မှာဘာချမ်းသာမှုမှမရတဲ့အတွက်ကြောင့်ယတနာမြတ်သုံးပါးကို तू လေးလေးနက်နက်တန်ဖိုးထားစရာအကြောင်းမရှိသဘောပေါက်လားဘုံပြောတာကိုတတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်အဲ့ဒီအားထုတ်ခြင်းကြောင့်သူ့မှာအမျိုးမျိုးသောချမ်းသာဒုက္ခအမျိုးမျိုးသောကောင်းမွန်တဲ့အရာဒါတွေဟာထင်ထင်ရှားရှားဖြစ်လာလိမ့်မယ်အဲ့ဒါတွေဖြစ်လာရင်ဒီချမ်းသာဘာကြောင့်ဖြစ်တယ်လဲဆိုတာ तू မစင်သားပဲမနေဘူး तू မသိပဲမနေဘူးဘာကြောင့်ဖြစ်တာတွေ့ရမှာတော့ဖရာတရားတန်ခါယတနာမြတ်သုံးပါးကြောင့်ငါဒီချမ်းသာမှုရတာဆိုတာ तू သိမယ်သိလို့ရှိရင်သူ့အောင်သူ့တန်တာမှာယတနာမြတ်သုံးပါးရဲ့ပုံမှာအလွန်မှလေးနက်တဲ့တန်ဖိုးထားမှုမြတ်နိုးမှုရှိနိုင်ပြီဘူးလားဒါတစ်ပိုင်းပေါ့နော်တော့ဒီချမ်းသာကို तू အထိုက်အလျောက်ရပြီဆိုလို့ရှိရင်သူများကိုရစေခြင်းတဲ့စိတ်သူများကိုနားလေစေခြင်းတဲ့စိတ်တွေဟာအလိုလိုပေါက်ဖွာလာအဲ့ဒါသူများကိုသိအောင်မြင်အောင်ဖြန့်တာဝေတာပြောတာဆိုတာလှုပ်တာကြိုက်တာအများကြီးမလုပ်နိုင်တော့ဖြစ်လာနိုင်အဲ့ဒီနီးနဲ့သာသနာဟာအများကြီးကြီးထွားနိုင်တယ်အဲ့ဒါကိုမလုပ်ရင်ဒီသာသနာတဖြည်းဖြည်းနဲ့အနှစ်သာရကင်းပြီးတော့ဘာဖြစ်သွားမှာတော့ရှုပ်လျော့သွားမှာဒါကြောင့်လေးလေးနက်နက်သာသနာကိုလူလောကမှာကြာမြင့်စွာတည်နေစေခြင်းနဲ့ဆိုရင်သာသနာဆိုတာဘာပြောတာတော့အဆုံးအမတွေကိုပြောတာနော်ဒီအဆုံးအမတွေဘလို့နေရင်ဆင်းရဲလိမ့်မယ်ဘလို့နေရင်တော့ချမ်းသာလိမ့်မယ်ဘာလို့ရင်ကောင်းတယ်ဘာလို့ရင်မကောင်းဘူးဆိုတာအဲ့ဒါအဆုံးအမတွေပဲလေတကယ်မှန်ကန်တဲ့ဘာတွေတော့ဒါတွေဟာနီလန်းတယ်ဗောနော်ဒီတန်ဖိုးရှိတဲ့တန်ဖိုးဖြတ်လို့မရတဲ့အဆုံးအမတွေကိုဘုန်းတို့အချားကြီးလူလောကမှာတည်နေစေခြင်းနဲ့ဆိုရင်ဒီဒေသနာရမြတ်စွာဘုရားဘာလို့မလို့ပြောတော့တတိပဋ္ဌာန်တရားပွားရမယ်လို့ပြောတယ်ဟုတ်လားဒါကဏီကုန်းချုပ်လေးပြောပြတာနော်ရှိတံတိဋ္ဌတုဘာလဲတော့တတ္တမောဟောဒါတခုနော်စောစောကဘာလဲတော့ရွတ်တာဗုဒ္ဓသာသနာရှိတံတိဋ္ဌတုအဲ့ဒါလေးတွေကိုရွတ်တိုင်းအခုဒီမြတ်စွာဘုရားရဲ့ဖြေခဲ့တဲ့အဖြေလေးကိုဘုန်းတော်ကအမှတ်ရစေခြင်းတယ်ဟုတ်လားဘုရားသာသနာကြာကြီးတည်ပါစေဆိုတဲ့ဒီရွတ်ဆိုမှုလေးကိုရွတ်ဆိုတိုင်းကြာကြီးတည်သေးခြင်းနဲ့ဆိုတော့ဘာလို့ရမှာတော့တတိပဋ္ဌာန်တရားပွားနော်တတိပဋ္ဌာန်တရားပွားတယ်ဆိုတာလူငယ်လေးတွေနားလည်မှုရှင်းရှင်းလင်းလင်းနဲ့လွယ်လွယ်ကူကူနားလည်သွားဖို့အတွက်ဘယ်လိုပြောရမလဲဆိုရင်ကိုဘာဖြစ်နေသလဲဆိုတာကိုအမြဲတမ်းအာယုံဆိုင်ပြီးတော့အမှတ်တတိလေးရှိနေတဲ့သဘောအမှတ်တတိလေးရှိနေအောင်ကျူပန်းအထုတ်တဲ့သဘောကိုဘာလို့တက်ခေါ်တာတော့တတိပဋ္ဌာန်တရားပွားတယ်လို့ခေါ်တာနော်အဲ့ဒါဘုံဘုံကဒီကနေ့မနေ့နော်ကိုချစ်တယ်ဆိုရင်ကောင်းကောင်းစောင့်ရှောက်ရမယ်အရွယ်သုံးပါးတပါးပါတော့အနည်းဆုံးကိုယ်စိတ်ကလေးကိုတန့်ရှင်းသွားအောင်သုတ်တင်ရမယ်ဆိုတဲ့ဂါထာလေးကိုအခြေခံပြီးတော့နော်ကိုဘလို့စောင့်ရှောက်မလဲကိုစောင့်ရှောက်တယ်ဆိုတာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကျဉ်းပြဘယ်နှမျိုးရှိတော့တစ်မျိုးရှိတယ်အရေးကြီးတာကဘယ်ပိုင်းကိုဘုံဘုံတို့ကာကွယ်စောင့်ရှောက်ဖို့ကပို့ပြီးတော့အရေးကြီးတာလေစိတ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်တဲ့နေရာမှာထိရောက်တဲ့ကာကွယ်စောင့်ရှောက်မှုကိုပေးနိုင်တဲ့စောင့်ရှောက်မှုလုပ်ငန်းဟာဘယ်လုပ်ငန်းလဲလို့မေးရင်တတိပဋ္ဌာန်ဘာဝနာပွားများတဲ့လုပ်ငန်းနားလည်ရနော်ဒါပြောခဲ့တဲ့တရားတွေရဲ့အချင်းချုပ်ဟုတ်လားအဲ့ဒါကိုပို့ပြီးတော့ဘုံဘုံတို့ပေါ်လွင်အောင်ထင်ရှားအောင်ဘယ်သုတ်တန်ကိုပြောခဲ့တော့သေတကသုတ်တန်ဆိုပြီးတော့ဆရာတပည့်နှစ်ယောက်ပြောတဲ့စကားမြတ်စွာဘုရားဥပမာထားပြီးတော့ဟောထားတာဟုတ်လားမင်းလည်းမင်းကိုမင်းစောင့်ရှောက်ငါလည်းအာကုံငါစောင့်ရှောက်ဟုတ်လားကိုတာဝန်ယူပြီးတော့ပြဝဲကြီးကိုကောင်းမွန်စွာအောင်မြင်စွာပြီးဆုံးအောင်ပြသကြအဲ့လိုပဲကျွတ်တို့ကလည်းဘဝခရီးဆိုတဲ့ပြဝဲကြီးကိုကောင်းကောင်းမွန်မွန်ပြသနိုင်ရင်လည်းဆိုရင်ကိုတာဝန်ကိုယူရမယ်ကိုတာဝန်ကိုအကောင်းဆုံးယူနေရပါလေတတိပဋ္ဌာန်တရားပွားများတာအဲ့ဒါဒီပင်ကိုကာကွယ်စောင့်ရှောက်နေတာဟုတ်လားအဲ့ဒါဒီပင်လေသာသနာကိုအချာကြီးတည်အောင်ကြိုးပမ်းအထောက်ရလဲရောက်နေတယ်ဒီသဘောလေးကိုပြောတာနော်ဒါကြောင့်တတိပဋ္ဌာန်တရားကိုကြိုးစားအထောက်ပြီးတော့ကိုအကောင်းဆုံးစောင့်ရှောက်နိုင်ကြတယ်သာသနာကိုအချာကြီးတည်အောင်ကြိုးပမ်းအထောက်နိုင်ကြတယ်လောကကိုလည်းပဲစောင့်ရှောက်နိုင်ကြတယ်
သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုန်းဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒီတုမကံတေတရားနာပိသပေါင်းတော်ကောင်းတို့စာဒအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းဓမ္မဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်သောသောဆေရသောတရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဂထံလေးရောက်ပလတံလေးရောက်စွာသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအကျိုးတို့ကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအကျိုးတို့ကြောင့်မဉ္ဇဉ်ဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းရမယ်တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့သည်မဲ့ညာဖို့ညာမျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံကျင်လီခုံသောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသော